လူတစ်ယောက်ဟာအရန်အေးတဲ့နှင်းတော်တွေကနှင်းရည်တွေတဲ့အရန်ပြင်းထန်စွာလေ့ကျင့်နေခဲ့ပါတယ်။ဒီလိုအေးခဲနေတဲ့ရာသီထဲမှာအသက်တန်လေ့ကျင့်နေတဲ့ဘဲကြီးရဲ့နာမည်ကတော့ဝူကျင်ပဲဖြစ်ပါတယ်။ထိုချိန်ဝူကျင်တစ်ယောက်ကိုတင်းကျပ်စွာလေ့ကျင့်ပြီးအောင်မြင်နိုင်သူတစ်ယောက်ဆိုရင်သူ့အင်အားကတိုင်းပညာရှင်အထက်တန်းအဆင့်နဲ့တူညီသွားတယ်။အလကားမဖြစ်စေရဘူး။ဝူကျင်တစ်ယောက်ရေခဲရေနဲ့ခန္ဓာကိုယ်ကိုလေ့ကျင့်တာကကိုအန္တရာယ်ဖြစ်စေတယ်ဒီတိုင်းသာဆက်သွားနေရင်ငါအသက်20တောင်ကျော်ပါဦးမလားဆိုတာငါစိုးရိမ်မိတယ်ဖြစ်ချင်ရဖြစ်ပါစေဆိုကငါမိဘတွေအတွက်လက်စားချေနိုင်မဲ့အင်အားကိုသာရမယ်ဆိုရင်ဘာပဲဖြစ်ဖြစ်ရပါတယ်ဆိုပြီးအန်ကျိတ်နေလေရဲ့ဝူကျင်တယောက်ဒီလိုပေးဆက်စတေးမှုတွေကငါအတွက်တော့ဘာမှမဟုတ်ပါဘူးဆိုကမျိုးထဲဝင်လာတဲ့ထိုစုဘေးကလူတွေကကိုနှိပ်စက်ဖို့ထပ်သွားပြန်ပြီလားအတုံးမကျတဲ့လူတွေကအမိုက်နဲ့ပဲတူတာပဲငြိမ်လေးမနေနိုင်ကြဘူးလားဘာလို့ကိုဒုက္ခရှာပြီးနှိပ်စက်နေရတာလဲဆိုကအပြစ်မြင်နေခဲ့ကြတာပေါ့ဝူကျင်ရဲ့အတိတ်ကငါ့ကိုစန်ဒန်နဲ့မျိုးရဲ့ဝူမျိုးနွယ်စုကြီးမှာမွေးဖွားခဲ့တာမျိုးဆက်တိုက်ရိုက်မဟုတ်ပေမဲ့လည်းချမ်းသာသာနဲ့နေထိုင်ခွင့်ရခဲ့တယ်ဒါပေမဲ့ငါအသက်10နှစ်အရွယ်မှာတော့ငါမိဘနှစ်ပါးစလုံးကအဲ့ဒီမျိုးရဲ့နာမည်ကျော်ဖုန်ရှန်တီရဲ့စိတ်ကိုထိခိုက်အောင်လုပ်မိခဲ့တယ်အဲ့ဒါကြောင့်ပဲသူတို့နှစ်ယောက်လုံးသူ့လက်ချက်နဲ့အသက်ခံခဲ့ရတယ်ဝူကျင်ဟာသူမိဘတွေအတွက်လက်စားချေနိုင်ဖို့ရွယ်သူတွေထဲမှာအတော်ဆုံးဖြစ်အောင်သူ့အသက်ကိုယ်တောင်ပဓာနာမထားပဲအပြင်းထန်လေ့ကျင့်ခဲ့တဲ့ထိုချိန်တွင်ငယ်ရွယ်တဲ့လူနှစ်ယောက်ထွက်ပေါ်လာတဲ့မိန်းကလေးဖြစ်သူဟာအကိုရှူဂျီဒီအတိုင်းသာဆက်သွားနေရင်တလတော်မပြည့်ခင်မှာဝူကျင်ကလူငယ်တွေကြားမှာအကိုရဲ့နံပါတ်1နေရာကိုလူယူသွားလိမ့်မယ်ထိုအခါအကိုဖြစ်သူဟာဟဲတကယ်ပဲလားဝူကျင်တယောက်အိတ်နေရင်ငါဘလို့လုံးမပိုးပြီးအင်အားကြီးလာမှာလဲငါမိဘတွေအတွက်လက်စားချေနိုင်ဖို့ဆိုတာလိုအပ်တဲ့အရေးချင်းကအဝေးကြီးလိုသေးတယ်ဒါကနဂါးနီပန် Red Dragon Flower ဝူကျင်တယောက်အလိုဖျားရည်ဒါနဂါးနီပန် Red Dragon Flower ပဲဒါကိုနေကြဝတ်မှုန်နဲ့သာပေါင်းဆက်လိုက်ရင်ငါရဲ့အင်အားကိုတိတိတတ်တာကြီးတိုးတက်လာစေမှာပဲဒီလောက်အသုံးဝင်တဲ့ယတနာမျိုးကိုတွေ့ရလိမ့်မယ်လို့မထင်ထားမိဘူးအမြန်ဆုံးအိမ်ပြန်ပြီးဆေးဖော်ဖို့ပြုတ်ရမယ်ဆိုကပြင်ဆင်နေတော့ဒါညီလေးဝူကျင်မဟုတ်လားမင်းပဲကိုဒီလောက်တောင်အလောတကြီးသွားနေတာလဲထိုချိန်လဲကြည့်တော့ကြားကြီးတို့တတိုက်ဖြစ်နေပါတယ်ငိုမှကြားကြီးဝူကျင်ဟာအလန်တကြားအကိုရှူဂျီဆိုကရလာတဲ့ပစ္စည်းကြောဘက်ဖို့ထားလိုက်ပါတယ်ထိုခါရှူဂျီကမင်းလက်ထဲကအဲ့ဒီပန်းကနဂါးနီပန်းမဟုတ်လားကန်ကောင်းလိုက်တာနော်ဒါကိုငါ့ကိုပေးလိုက်စမ်းပါငါရဲ့အဆင့်တက်ဖို့အတွက်အဲ့ဒါကအသုံးဝင်မှာမို့လို့ဆိုကာမိန်ပေးလိုက်ပါတယ်ထိုချိန်မှာပဲကျွန်တော်တို့ရဲ့တိုင်းကဘာကိုစိုးမိုးသူအပိုင်းတပီးဆုံးပါပြီသဘောကျနှစ်သက်ရင် like and subscribe ပြီးလာလုပ်ပေးကြပါဦး